American FBI ကမြန်မာနိုင်ငံတဲ့အထိဝေရောက်ပြီးငွေလိမ်ခေါင်းတွေကိုဖြိုခွင်းတော့မလားဒေတာတွင်းကကြားဖြန့်စခန်းတွေရဲ့နောက်ွယ်မှာတရုတ်ကွန်မြူနစ်ပါတီရှိနေတယ်လို့ FBI ညွှန်ကြားရေးမှူးကဘာကြောင့်တရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာလဲဒီကနေ့ရဲ့ထူးခြားတဲ့ကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါပြီးခဲ့တဲ့မတ်လ9ရက်နေ့က American အထက်လွှတ်တော်မှာ FBI ညွှန်ကြားရေးမှူး Mr. Kash Patel ကတပ်တွေထွတ်ဆိုချက်တစ်ခုပေးခဲ့ပါတယ်အဲ့ဒီမှာသူအဓိကပြောသွားတာကတော့ကမ်ဘောဒီးယားမြန်မာနဲ့ထိုင်းနယ်စပ်တခြားမှာရှိတဲ့ online ငွေလိမ်လုပ်ငန်း scam centers တွေကိုနိုင်ငံတဲ့အထိဝင်ရောက်ဖြိုခွင်းသွားမယ်ဆိုတာပါပဲဒီနေရာမှာထူးခြားတာကဒီငွေလိမ်ကောင်းတွေရဲ့နောက်ွယ်မှာတရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ပံ့ပိုးမှုတွေရှိနေတယ်လို့ FBI ကတိုက်ရိုက်ဆွဆွဲလိုက်တာပါဒီကောင်းတွေဟာ American နိုင်ငံသားတွေအထူးသဖြင့်တက်ကြည်ရွယ်အိုတွေကိုပြစ်မှတ်ထားပြီးငွေကြေးအမြောက်အများလိမ်လည်နေတယ်လို့ဆိုပါတယ်လက်ရှိဆောင်ရွက်ချက်များ FBI ဟာဒီကိစ္စကိုဦးစားပေးစစ်စင်ရေးတစ်ခုအနေနဲ့လှုပ်ဆောင်နေပါတယ်လက်ရှိမှာလည်းဘန်ကောက်အခြေစိုက်ရုံးကနေတဆင့်ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေသလိုမတ်လဆန်းပိုင်းကတင်မဲဆောက်ဖက်ကနေမြန်မာဘက်ချမ်းဘ KK ပါကလိုကြောက်ဖြန့်စခန်းတွေကိုမှန်ဘီလူနဲ့အနီးကစောင့်ကြည့်နေတဲ့တပ်ပုံတွေကိုပါထုတ်ပြန်ခဲ့ပါတယ်FBI အနေနဲ့အင်တာနက်ဖြောက်တောက်ဖို့အထိသက်ဆိုင်ရာအစိုးရတွေနဲ့ညှိနှိုင်းနေပြီလို့ဆိုတဲ့အတွက်ဒါဟာတာမန်နှိမ်နင်းမှုမျိုးမဟုတ်ပဲနီးပညာပိုင်းရောမြေပြင်စစ်စင်ရေးပိုင်းပါပါဝင်လာကြီးရှိနေပါတယ်အထူးသဖြင့်မြန်မာနိုင်ငံတွင်းကနယ်စပ်ဒေသကစခန်းတွေအတွက်ဒါဟာကြီးမားတဲ့ဖိအားတစ်ခုဖြစ်လာနိုင်ပါတယ်မိဘပြည်သူများအနေနဲ့ရော FBI ရဲ့ဒီလိုထုတ်ဖော်ပြောဆိုမှုတော့ဘယ်လိုမြင်ကြလဲခင်ဗျာတကယ်တော့မြန်မာနိုင်ငံတဲကငွေလင်ကောင်းတွေကိုအမြင့်ပြတ်အောင်လုပ်နိုင်ပါမလားcomment မှာဝင်ရောက်ဆွေးနွေးပေးကြကြပါဦးအခုလိုထူးခြားတဲ့သတင်းတွေကိုအမြဲသိရအောင်ကျွန်တော်တို့ရဲ့ Clear Point Media ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်